1960ပြည်လွန်နှစ်တည်းရဲ့စီးရိတ်တိုက်ပွဲအရှိန်ဟုန်ဟာကဘာကြီးကိုတင်းမာမှုတွေနဲ့ဖုံးလွှမ်းထားတဲ့အချိန်ပေါ့အဲ့ဒီခေတ်ကအင်အားကြီးနိုင်ငံတွေဟာတစ်ဖက်နဲ့တစ်ဖက်လှုပ်ချက်တွေကိုသိနိုင်ဖို့နီလန်မောင်းစုံတုံးခဲ့ကြပါတယ်ဒါပေမဲ့အမေရိကန်ထောက်လှမ်းရေးအေဂျင်စီ CIA ဟာစတင်ခဲ့လေစီမံကိန်းတစ်ခုကတော့ရေစရာကောင်းတယ်လို့နဲ့တကယ်ကိုထူးဆန်းအံ့ဩဖို့ကောင်းခဲ့ပါတယ်အဲ့လာကတော့တာမန်ကြောင်တကောင်ကိုအသုံးပြုပြီးဆိုဗီယက်တန်ယုံကထိတ်တန့်လှုပ်အပ်ချက်တွေကိုခိုးယူနောက်ထောင်မှုကြံစည်ခဲ့တာပါပဲဒီစီမံကိန်းကိုအကောင့်ထဲပေါ်ဖို့အတွက် CIA ဟာတာမန်အိမ်နွေးကြောင်တကောင်ကိုခိရှေပြေနိပညာတွေနဲ့ပေါင်းဆက်ပြီးစိတ်ရုပ်စပိုင်းတကောင်ဖြစ်ပြောင်းလဲဖြစ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်နူးညံ့တဲ့ကြောင်လေးရဲ့နားပြုံထဲမှာအတန်ဖန်ယူမဲ့မိုက်ခရိုဖုန်းအသေးစားလေးကိုလှုပ်ဝှက်တပ်ဆင်ခဲ့တဲ့အတန်တွေကိုပြန်လေပြီးပူမဲ့ရေဒီယိုထုတ်လင်းဆက်ကိုလည်းကြောင်ရင်ဦးကောင်းခွင်အရေးပြအောင်မှာခွေးစိတ်မြုပ်နှံခဲ့ပါတယ်အစမ်းများဆုံးကတော့အချက်ပြဖမ်းယူမဲ့အင်တင်နာကိုကြောင်ရင်အမီအရှောက်အမွေအမီလေးကြားထဲမှာဘသူမှမရိပ်မိတော့တေးသေးချာချာဖွက်ပြီးတက်ဆင်ခဲ့တာပါဒီလိုထူးထူးဆန်းဆန်းကြောင်စပိုင်တကောင်ထစ်လာဖို့အတွက် CIA ဟာအေဒီကေတာဒေါ်လာတန်း20အထိအသုံးပြုခဲ့ပါတယ်ဒီပမာဏကိုဒီနေ့ခေတ်ကာလငွေကြီးတန်ဖိုးနဲ့တွက်ချက်ကြည့်မယ်ဆိုရင်တော့ဒေါ်လာတန်180ခန့်တိရှိတာကြောင့်တမိုင်းတလျှောက်မှာငွေကုန်ကြေးကြအများဆုံးနဲ့အထူးဆန်းဆုံးစပိုင်စီမံကိန်းကြီးတစ်ခုဖြစ်မှတ်တမ်းတင်ဟန်ခဲ့ရတာဖြစ်ပါတယ်။ဤပညာပိုင်းကအကောင်ကြခံပင်စင်ပြီးတော့ပြီးမြစ် CIA အရာရှိကြီးရှိမတိုးတာအောင်ကြုံတွေ့ခဲ့ရတဲ့အကြီးမားဆုံးအခက်အခဲကတော့ကြောင်ဒီရဲ့တဘာဝပဲဖြစ်ပါတယ်။ကြောင်ဆိုတာခွေးဒီလိုမျိုးခိုင်းစေလို့ရတဲ့ဒရိစာမျိုးမဟုတ်ပဲသူတို့စိတ်ထင်ရနေလိုက်ကြတာပါအတူတဖိန်ပိုက်စားလာတဲ့အခါမှာတော့ CIA ရဲ့ဘလို့အမိန့်ကိုမှနားမထောင်တော့ပဲလှုပ်ဝက်နားထောင်ရမယ်ပြစ်မှတ်နာကနေအစာရှာဟုထွက်သွားတတ်ကြပါတယ်ဒီပြဿနာကိုဖြေရှင်းမှုအတွက် CIA ဟာကြောင်ရဲ့ပိုက်စားတတဲ့စိတ်အာယုံကိုထိန်းချုပ်နိုင်ဖို့နောက်ထပ်ခွင်းစိတ်မှုတစ်ခုကိုတောင်းထက်မှန်ပြုလုပ်ခဲ့ရပါသေးတယ်ဒီလိုနဲ့9နှစ်တာကာလပလူအသေးအတန်းပြင်ဆင်ခဲ့ပြီးတဲ့နောက်1969ခုနှစ်မှာတော့ပထမဆုံးစမ်းသပ်မှုကိုဝါရှင်တန် DC ကဆိုဗီယက်တန်ယုံအနီးကပန်းချံတစ်ခုမှာစတင်ခဲ့ပါတယ်။သူတို့ရဲ့ပြစ်မှတ်ကတော့ပန်းချံတဲကခုံတန်းလျားတစ်ခုပေါ်မှာထိုင်ပြီးစကားပြောနေကြတဲ့ဆိုဗီယက်အရာရှိနူပါ။ CIA အရာရှိတွေဟာလန်တစ်ဖက်ကလူနာတင်ရင်တဲကနေသူတို့ရဲ့ဒေါ်လာ30တန်စပိုင်ကြောင်လေးကိုလွတ်တင်လိုက်တဲ့အချိန်မှာတော့ဘယ်သူမှမမျိုးလင်းထားတဲ့ဖြစ်ရဆိုကြီးဟာစက္ကန့်ပိုင်းအတွင်းမှာပဲဖြစ်သွားတယ်ပါတယ်။ကြောင်လေးဟာလမ်းမကိုဖျက်ကူးပြီးပြစ်မှတ်စီကိုသွားဖို့စ조사နေတော့မှာပဲအရှိန်နဲ့မောင်းနှင်လာတဲ့တက္ကစီတစ်စီးကကြောင်လေးကိုဝင်တိုက်မိသွားခဲ့ပါတယ်။ကြေကွဲစရာကောင်းတာကတော့နှစ်ပေါင်းများစွာပြင်ဆင်ခဲ့ရတဲ့ဒေါ်လာ30တန်နဲ့အဲ့ဒီစပိုင်ကြောင်လေးဟာစစ်စင်ရေးစတင်ပြီးမိနစ်ပိုင်းအတွင်းမှာပဲလမ်းမပေါ်မှာပဲချက်ချင်းအသက်ဆုံးရှုံးသွားခဲ့ရတာပါပဲ။ဒီဖြစ်ရကြ CIA အတွက်တကယ်ကိုသင်ခန်းစာကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ဒရိစန်တွေကိုစက်ဖြစ်စီတွေလိုမျိုးခိုင်းစေတို့ဆိုတာမထင်နိုင်ဘူးဆိုတာကိုကောင်းကောင်းကြီးနားလည်သွားခဲ့ပြီး1960ခုနှစ်မှာပဲဒီစီမံကိန်းကြီးကိုအပီးတိုင်ရက်ဆိုင်ဖြစ်ခဲ့ရပါတယ်ဒီထူးဆန်းအံ့ဩဖွယ်ရာဇလန်ကြီးဟာနှစ်ပေါင်းများစွာလျှို့ဝှက်ချက်အဖြစ်ရှိနေခဲ့ပြီး2000ခုနှစ်မှာ CIA ကစာရွက်စာတမ်းဒီကိုလူသိရှင်ကြားထုတ်ပြန်လိုက်တဲ့အခါမှာဒါတကမ္ဘာလုံးကအံ့အားသင့်စွာနဲ့သိရှိခွင့်ရခဲ့ကြတာဖြစ်ပါတယ်ဒီဖြစ်ရမှန်ဇလန်ကိုတင်ရောဘလို့မြင်တယ်လေအောက်က comment ပါဆွေးနွေးကြကြပါအောင်အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ PMN story တွေကိုနားဆင်ခြင်း channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဟုတ်အားလုံးပဲဘေးကင်းကြပါစေ